PTT ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးအများပိုင်ကုမ္ပဏီသည်စွမ်းအင်ကဏ္ဍနှင့်လူမှုအဖွဲ့အစည်းများတပြေးညီတိုးတက်ရန်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် PTT EP International Limited အမည်ဖြင့်ရင်းနှီးမြှုပ်နှံထားပါသည် PTT EP သည်တိကျသောလုပ်ငန်းစဉ်ရည်ရွယ်ချက်များချမှတ်၍လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးလုံခြုံရေးလုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုများကိုနိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီကမ္ဘာအနှံ့တွင်တည်ရှိသော PTT EP ၏စီမံကိန်းများတွင်အကောင့်ထဲဖော်ဆောင်လျက်ရှိပါသည်နိုင်ငံတကာစံနှုန်းများနှင့်ပြည့်မီစေရန်အလုံးလုံးနေချိန်အတွင်းဘေးကင်းလုံခြုံမှုရှိစေရန်အခြေခံလိုက်နာရမည့်ဘေးအန္တရာယ်ကင်းရှင်းရေးညွှန်ကြားချက်များပတ်ဝန်းကျင်ညဉ့်ညမ်းမှုကာကွယ်ရေးနှင့်ထိုင်းမြန်မာနှစ်နိုင်ငံစွမ်းအင်ကဏ္ဍဘေးကင်းလုံခြုံမှုရှိစေရန်အတွက်ဒီဗီဒီယိုကိုရိုက်ကူးထုတ်လုပ်ထားပါသဖြင့်တေချာကြည့်ရှုလိုက်နာပါရန်အသိပေးနှိုးဆော်အပ်ပါသည်ဒီဗီဒီယိုတွင်ပါဝင်သောကဏ္ဍများမှာအောက်ပါအတိုင်းဖြစ်ပါသည်တိလိုသည်များရှိလျင်ဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ခံကိုဆက်သွယ်မေးမြန်းနိုင်ပါသည်မင်္ဂလာပါဇောတိကစီမံကိန်း ZOC မှလှိုက်လွဲစွာကြိုးဆိုပါသည်ဇောတိကစီမံကိန်းတွင်ကမ်းလွန်နှင့်ကုန်တွင်းလုပ်ငန်းများဖြင့်အကောင့်ထဲဖော်ဆောင်လျက်ရှိပါသည်ဇောတိကလူနေထိုင်နိုင်သောထုတ်လုပ်ရေးစဉ် ZPQ သည်မုဒ္ဓမကွေရန်ကုန်၏အနောက်တောင်ဘက်တွင်ရှိပါသည် ZPQ နှင့်ဆက်ဆက်ရည်နှံစဉ်တို့မှထွက်လာသောသဘာဝဓာတ်ငွေ့များကို ZPQ တွင်တန့်စင်က28လက်မှအချင်းရှိသောပင်လယ်ရေအောက်ပိုက်လိုင်းသို့တွန်းပို့လျက်ရှိပါသည်ရေအောက်ပိုက်လိုင်းသည်မြန်မာပြည်အနောက်တောင်ဘက်မော်ကြီးရွာအနီးကမ်းခြေသို့ရောက်ရှိက82ကီလိုမီတာရှည်သောမြေအောက်ပိုက်လိုင်းမှတဆင့်ဇောတိက Block Vault 1 ZPV1 ကိုဖြတ်၍ဓာတ်ငွေ့အရည်သွေးနှင့်ဓာတ်ငွေ့သိပ်သည်းစားတို့ကိုထိန်းသို့ရန်ဇောတိက Operation Center ZOC သို့ပို့လွှတ်ပါသည်ရောက်ရှိလာသောဓာတ်ငွေ့များကို ZOC မှအပိုင်း2ပိုင်းခွဲ၍ပို့လွှတ်ပါသည်ပထမပိုင်းအနေဖြင့်ရန်ကုန်၊ထားဝယ်နှင့်အနီးနားရွာများသို့စက်ရုံအလုပ်ရုံများနှင့်လျှက်စစ်ဓာတ်အားထုတ်လုပ်ရန်မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှတဆင့်ဖြန့်ဖြူးပေးလျက်ရှိပါသည်ဒုတိယပိုင်းအနေဖြင့်ထိုင်းမြန်မာနယ်စပ်အနီးတောင်တန်းပေါ်တွင်ရှိသောဇောတိက Metering Station ZMS သို့ပို့လျက်ရှိပါသည်ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ဇောတိက Block Vault 2 ZPV2 ကိုတည်ဆောက်ထားရှိပါသည်နောက်ဆုံးတွင် ZMS မှတဆင့်ထိုင်းမြန်မာနယ်စပ်ကိုဖြတ်ခါခန်ချနာဘူရီခရိုင်ဘန်အီတောင်မြို့နယ်ရှိ PTT သဘာဝဓာတ်ငွေ့ပို့လွှတ်စခန်းသို့တင်ပို့ရောင်းချလျက်ရှိပါသည်ချမှတ်ထားသောဘေးအန္တရာယ်ကင်းရှင်းရေးစည်းကမ်းများကိုလိုက်နာရန်အထူးလိုအပ်ပါသည်စီမံကိန်းဝင်အတွင်းသို့မဝင်ရောက်မီဧည့်သည်များလိုက်နာရမည့်အချက်များမှာလုံခြုံရေးဂိတ်ဝတွင်နိုင်ငံသားကတ်သို့မဟုတ်အခြားသက်သေခံကတ်ပြားများကို visitor ဟုရေးထားသောကတ်ပြားနှင့်လဲလှယ်ရမည်ဖြစ်ပြီးမင်္ဂလာပါထိုကတ်ပြားကိုစီမံကိန်းဝင်အတွင်းရှိနေစဉ်တစ်လျှောက်လုံးမြင်သာသောနေရာတွင်တပ်ဆင်ထားရှိရပါမည်ဇောတိက Operating Center ZOC တွင်နေရာ3ခုပိုင်းခြားထားပါသည်1ရုံးခန်းထမင်းစားဆောင်ဆေးပေးခန်းနှင့်လူနေအိမ်ခန်းများပါဝင်သော accommodation area 2ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံပစ္စည်းသိုလှောင်ခန်းဗဟိုထိန်းချုပ်ခန်းများပါဝင်သော utility area 3လုပ်ငန်းခွင် area process area များပါဝင်ပါသည်ဓာတ်ငွေ့ပို့လုပ်ငန်းခွင် area တွင်ဝင်ရောက်မည်ဆိုလျှင်အောက်ပါစည်းကမ်းများကိုလိုက်နာရမည်ဖြစ်သည်အင်ကြီးလက်ရှည်ဘောင်းမီရှည်နှင့်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ PPE များဖြစ်သောအုတ်ထုတ်မျက်မှန်ဖက်နက်နှင့်အခြားလိုအပ်သောပစ္စည်းများကိုဝတ်ဆင်ရပါမည်ဆိုင်းပုံများနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်စစ်တမ်းများတွင်ဖော်ပြထားသောအခြားလိုအပ်သောကာကွယ်ရေးပစ္စည်းများဥပမာနားအကာအကွယ်ပစ္စည်းများကိုဝတ်ဆင်ရပါမည်ဓာတ်ငွေ့ပို့လုပ်ငန်းခွင် area ထဲဝင်ရောက်မည်ဆိုရင်အောက်ပါစည်းကမ်းများကိုလိုက်နာရမည်ဖြစ်သည်လုပ်ငန်းခွင်အတွင်းသို့အရက်မူးယစ်ဆေးဝါးဆေးလိပ်ကင်မရာလက်ကိုက်ဖုန်းနှင့်အခြားမီးလောင်လွယ်သောပစ္စည်းများမယူဆောင်ရဓာတ်ပုံရိုက်ကူးရန်လိုအပ်ပါကခွင့်ပြုချက်ရယူရန် Permit to Work System ၏ တစိတ်တစ်ပိုင်းဖြစ်သောအန္တရာယ်ဆန်းစစ်ခြင်း
risk assessment ပြုလုပ်ပြီးနောက် permit to work လျှောက်ထားရမည် contractor များအနေဖြင့်မိမိတို့အတွက်အလုပ်ခွင့်ပြုမိတ် work permit တွင်သတ်မှတ်ထားသောနေရာများတွင်သာတာဝန်ပေးထားသည့်အလုပ်ကိုသာလုပ်ကိုင်ရပါမည်လုပ်ငန်းခွင်အတွင်းအရေးပေါ်အခြေအနေကြုံတွေ့ပါကစက်ယန္တရားများကိုပိတ်ခြင်းလျှက်စစ်အဝင်ထွက်ကြိုးများကိုဖျက်ခြင်းဖြင့်လုပ်ငန်းခွင်အန္တရာယ်ကိုကင်းအောင်စီမံပါအရေးပေါ်တယ်လီဖုန်းနံပါတ်33ကိုဆက်သွယ်ပါအရေးပေါ်ဖုန်းကိုလုပ်ငန်းခွင် area အတွင်းတပ်ဆင်ထားရှိပါသည်အရေးပေါ်အချက်ပေးသံ3မျိုးရှိပါသည်ပထမအချက်ပေးသံမှာအထွေထွေအချက်ပေးသံ general alarm ဖြစ်ပါသည်လုပ်ငန်းခွင် area အတွင်းပုံမှန်မဟုတ်သောအခြေအနေဖြစ်ပေါ်လျှင်ထိုအချက်ပေးသံကိုယခုလိုကြားမည်ဖြစ်ပါသည်ဒုတိယအချက်ပေးသံမှာမီးအန္တရာယ်နှင့်ဓာတ်ငွေ့ယိုစိမ့်မှုအချက်ပေးသံ fire and gas alarm ဖြစ်ပါသည်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်လျှင်ယခုလိုကြားမည်ဖြစ်ပါသည်ထိုအချက်ပေးသံများကြားရလျှင်ဤညွှန်ကြားချက်များကိုလိုက်နာပါသည့်လုပ်ငန်းခွင်ဘေးကင်းစေရန်စက်ယန္တရားများကိုပိတ်ပါစုံရက်အမှတ်2သို့အန်ရကင်းသောလမ်းမှတွားရောက်သတင်းပို့ပါထိုနေရာတွင်ဆက်လက်ရှိနေကနောက်ထပ်ညွှန်ကြားချက်များကိုစောင့်ပါဧည့်သည်များအနေဖြင့်အရေးပေါ်အခြေအနေသတိပေးသံမြည်ပါကမိသက်အဆောက်အဦဘေးရှိစုံရက်အမှတ်2သို့တွားရောက်သတင်းပို့ပါအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်ဗဟိုထိန်းချုပ်ရေးစခန်းရှိစုံရက်အမှတ်1သို့တွားရောက်သတင်းပို့ရမည်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်အခြေအနေဖြစ်ပေါ်ပါကထိန်းချုပ်ရန်အဆုံးသတ်ရန်နှင့်မူလအနေအထားသို့အမြန်ဆုံးပြန်လည်ရောက်ရှိစေရန်တုံ့ပြန်ဆောင်ရွက်မှုများပြင်ဆင်သွားမည်ဖြစ်ပါသည်တတိယအချက်ပေးသံမှာ clear alarm အရေးပေါ်အခြေအနေများအားလုံးပြီးဆုံး၍လုပ်ငန်းခွင်အခြေအနေပုံမှန်တိုင်းပြန်ဖြစ်လျင်ယခုလိုကြားမည်ဖြစ်ပြီးမိမိတို့အလုပ်ရှိရာသို့ပြန်နိုင်ပြီဖြစ်သည်မော်တော်ကားနှင့်ခရီးမသွားမီဤညွှန်ကြားချက်များကိုလိုက်နာပါကားကြန့်ခိုင်ရေးကိုကောင်းမကောင်းစစ်ဆေးပါသွားမည့်လမ်းကြောင်းကြိုတင်စစ်ဆေးပါတဲ့အချက်အလက်များစစ်ဆေးပြီးခရီးစဉ်ရေးဆွဲပါရင်ပေါ်စီးနှင်းသူအားလုံးထိုင်ငုံကပတ်ကိုခရီးစဉ်တစ်လျှောက်လုံးပတ်ထားပါတတ်မှတ်အမြန်နှုန်းအောက်တွင်မောင်းနှင်းပြီးလမ်းစည်းကမ်းများကိုလိုက်နာပါတတ်မှတ်အမြန်နှုန်းများမှာဇောတိကစီမံကိန်း ZOC လမ်းများတွင်တနာရီကီလိုမီတာ10နှုန်းထက်မကျော်ရအများပိုင်လမ်းများတွင်တနာရီကီလိုမီတာ50နှုန်းထက်မကျော်ရအလုံးနှင့်မသက်ဆိုင်သောသူများကိုလမ်းကြုံလိုက်ပါစီးနှင်းခွင့်မပြုရစီမံကိန်းမန်နေဂျာ၏ခွင့်ပြုချက်မရှိဘဲညအချိန်ခရီးမသွားရသတ်မှတ်ထားသောနေရာတွင်သာကားရပ်နာပါသတ်မှတ်ထားသောနေရာမှအပအခြားနေရာများသို့သွားရောက်လိုလျင်ခရီးစဉ်စီမံရေးလုပ်ငန်းစဉ် Journey Management Procedure ကိုလိုက်နာရပါမည်အမိုက်နှင့်စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းနှင့်ခွဲခြားခြင်းလုပ်ငန်းများကိုကုမ္ပဏီမှစနစ်တကျစီစဉ်ထားရှိပါသည်ဝန်ထမ်းများသည်အလုပ်ပြီးဆုံးချိန်တွင်မိမိတို့လုပ်ငန်းခွင်ကိုတေချာရှင်းလင်း၍အမိုက်များကိုခွဲခြားစွန့်ပစ်ရမည်မီးရှို့ဖျက်ဆီးနိုင်သောအမိုက်များကိုအပြာရောင်အမိုက်ပုံးတဲသို့၎င်းအသစ်တစ်ဖန်ပြန်လည်ပြုပြင်နိုင်သောအမိုက်များကိုအဝါရောင်အမိုက်ပုံးတဲသို့၎င်းအန်တရရှိစွန့်ပစ်အမိုက်များကိုအနီရောင်မိုက်ပုံးတဲသို့၎င်းအစားအသောက်စွန့်ပစ်အမိုက်များကိုအစိမ်းရောင်အမိုက်ပုံးတဲသို့၎င်းစွန့်ပစ်ပစ္စည်းများကိုကုမ္ပဏီမှသတ်မှတ်ထားသောစွန့်ပစ်အမိုက်တစိမ့်များကပ်၍စနစ်တကျခွဲခြားစွန့်ပစ်ရမည်မတ်ဝစ်ခြင်းသည်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများကိုကာကွယ်နိုင်ပါသည်အဝတ်လျှော်ခြင်းတောင်းတဲ့သို့အဝတ်မထက်မီအိတ်ကပ်များကိုစစ်ဆေးပါအသုံးပြုထားသော mask များကိုအန်ရရှိအမိုက်များသတ်မှတ်ထားသောအနီရောင်ပုံးတွင်စွန့်ပစ်ရမည်ကျန်းမာခြင်းသည်လက်တစ်ပတ်ဖြစ်သည့်အလျောက်တင့်ကျန်းမာရေးသည်အလွန်အရေးကြီးပါသည်တကိုယ်ရည်တန့်ရှင်းရေးကိုအလေးထားပါထမင်းမစားမီနှင့်တန်းစင်ခန်းမှပြန်ထွက်ပြီးလက်ကိုစက်ပြဖြင့်စင်ကြယ်စွာဆေးကြောပါငှက်ဖျားဖြစ်စေနိုင်သောခြင်များအခန်းတွင်းသို့မဝင်ရောက်စေရန်ညအချိန်အခန်းတကားများနှင့်ပတင်းပေါက်များကိုတေချာစွာပိတ်ထားပါညဘက်တွင်အင်ကြီးလက်ရှိဘောင်းမီရှင်များလုံခြုံစွာဝတ်ဆင်ပါမွေအန်ရကင်းရှင်းစေရန်အခန်းတကားများကိုတေချာစွာပိတ်ထားပါဖနက်များကိုအခန်းထဲတွင်ချွတ်၍ဖနက်မဝတ်မီပိုးမွားကင်းမီကောက်နှင့်မွေများခိုးအောင်နေခြင်းရှိမရှိတေချာစစ်ဆေးပါသတ်မှတ်ထားသောရှောက်လန်းများကိုသာအသုံးပြုပါစ
ဆေးပေးခန်းကို24နာရီဖွင့်လှစ်ထားရှိပါသည်ဖျားနာခြင်းရှိပါကစိုက်ဆရာဝန်ထံသတင်းပို့ပါမည်သည့်တန်ရာကိုမဆိုလိုင်းကြီးကြက်ရေးမှုနှင့်စိုက်ဆရာဝန်ထံအကြောင်းကြားရမည်နာမကျန်းဖြစ်နေသူသို့မဟုတ်အလုတ်လောက်ရန်မသိလျော်သူကိုတွေ့ရှိပါကအလုတ်ရက်တန့်ပြီးဆေးကန်းသို့တွားရောက်ရန်ပြောကြားပါဆေးကန်းမတွားမီသင့်လျော်သော mask ကိုဝတ်ဆင်ပါကုမ္ပဏီအနေဖြင့်အရေးပေါ်အခြေအနေများကိုကင်တွယ်ဖြည့်ရှင်းနိုင်ရန်အတွက်လိုအပ်သောပစ္စည်းကိရိယာများနှင့်လေ့ကျင့်သင်ကြားထားသည့်ဝန်ထမ်းများကိုစီစဉ်ထားရှိပါသည်၎င်းတွင်မီးဘေးနှင့်ဓာတ်ငွေ့ခြေရာခံစနစ်များပါဝင်ပါသည်အသုံးပြုသူလမ်းညွှန်စာအုပ်ကိုတေချာစွာလေ့လာပြီး area တွင်ရှိပစ္စည်းကိရိယာများ၏တက်ဆင်ရမည့်အချက်များကိုဂရုတစိုက်လေ့လာပါလုပ်ဖော်ကိုင်ဖက်များစိတ်အနှောက်အယှက်မဖြစ်စေရန်နှင့်အတူတကွအလုံးလုံးကိုင်နိုင်ရန်ဆေးလိပ်တောက်ခြင်းနှင့် vape တောက်ခြင်းကိုမြည်သည့်အခြေအနေတွင်မဆိုခွင့်မပြုပါဆေးလိပ်တောက်ရန်တီးတန့်သတ်မှတ်ထားသည့်နေရာများတွင်သာခွင့်ပြုပါသည်ဆေးလိပ်ကိုအပီးသက်ငိမ့်သက်ပြီးဆေးလိပ်များကိုသတ်မှတ်ထားသောပြာခွက်ထဲတွင်သာဆွန့်ပစ်ရမည်ကွန်းစားခြင်းကွန်တရေထွေးခြင်းမပြုရကွန်းစားခြင်းကွန်တရေထွေးခြင်းတို့ကိုတီးတန့်သတ်မှတ်ထားသည့်နေရာများတွင်သာခွင့်ပြုပါသည်အခြားသူများကိုလောင်ပြောင်ခြင်းတိုက်ခတ်ခြင်းတပွဲသို့မဟုတ်ပရိယေဆင်ခြင်းများမပြုလုပ်ရမည်သည့်နေရာတွင်မဆိုကစားတကဲ့သို့ရန်ဖြစ်ခြင်းမျိုးလုံးဝမပြုလုပ်ရခိုက်ရန်ဖြစ်ပွားခြင်းကိုထိလက်ရောက်စားနောက်ခြင်းကြမ်းတမ်းစွာဆော့ကစားခြင်းတို့ကိုလုံးဝရှောင်ကျဉ်ရမည်အန္တရာယ်ကင်းရှင်းရေးအကာအကွယ်ဝတ်စုံနှင့်ဖက်နှက်များကိုဝတ်ဆင်၍စားတောက်ခန်းမအတွင်းဝေရောက်ခြင်းမပြုရအစားတောက်ပြင်ဆင်ချက်ပြုတ်ထားသောအခန်းတွင်သို့ဝင်ရောက်ခြင်းမပြုရဂိတ်ဖွင့်ချိန်မနက်6နာရီမနက်စာမနက်9နာရီခွဲမှ8နာရီထိအိတ်ခမ်းတန်ရှင်းရေးမနက်8နာရီမှညနေ3နာရီထိနေ့လယ်စာမနက်17နာရီခွဲမှနေ့လယ်1နာရီထိဂိတ်ပိတ်ချိန်ညနေ6နာရီညစာညနေ9နာရီခွဲမှည8နာရီထိကျွန်ုပ်တို့ရုံးတွင်ဝန်ထမ်းများလေ့ကျင့်ခန်းလုပ်နိုင်ရန်ဂျင်းနှင့်အားကစားလေ့ကျင့်ခန်းများပြုလုပ်နိုင်သောအဆောင်များစီစဉ်ထားပါသည်ဝန်ထမ်းများကျန်းမာတန်ဆွမ်းစေရန်အတွက်အသုံးပြုရန်အားပေးပါသည်ကျွန်ုပ်တို့သည်ဝန်ထမ်းများအနားယူဖျော်ဖြေနိုင်ရန်အတွက်နေရာများသာမကအချင်းချင်းဆက်ဆံရေးကောင်းမွန်စေပြီးအတူတကွလုပ်ကိုင်နိုင်သောပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန်အတွက်ပူးပေါင်းအသုံးပြုနိုင်သည့်နေရာများကိုပြင်ဆင်ထားပါသည်ဧည့်သည်များအတွက်အိတ်ခမ်းရေချိုးခန်းနှင့်အခြေခံအဆင်ပြေမှုများပြည့်စုံစွာစီစဉ်ထားပါသည်လုပ်ငန်းခွင် area အတွင်းအလုပ်လုပ်ရန် contractor များအနေဖြင့်လုပ်ငန်းခွင့်ပြုမိန့် permit to work ရရှိရန်လျှောက်ထားရန်တွင်1လျှောက်ထားသူအမည်အလုပ်နေရာအတိအကျလုပ်ငန်းစဉ်အဆင့်စစ်နှင့်လိုအပ်သောစက်ကိရိယာများနှစ်လုပ်ငန်းစဉ်အတွင်းဖြစ်ပေါ်နိုင်သောဘေးအန္တရာယ်များအတွက်ကာကွယ်ရေးနည်းလမ်းများကိုရှောက်လွှတ်တင်ဖြည့်ဆွတ်၍ခွင့်ပြုမိန့်တောင်းခံရပါမည်3အလုပ်လုပ်ကိုင်ခွင့်ကို site management မှအတည်ပြုချက်ရယူရန်တင်ပြရမည်ဖြစ်သည်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်စစ်ဆေးရေးကဒ်ပြ SOC ကိုအသုံးပြု၍အလုပ်ရပ်ဆိုင်းခွင့်ကို PTTEP မှပေးအပ်ထားပါသည်ဘေးအန္တရာယ်မကင်းသောအခြေအနေသို့မဟုတ်အပြုအမူတို့ကိုတွေ့မြင်မှာကအလုပ်လုပ်နေသောအလုပ်သမားများအားပညာပေးပြောကြားကနားလည်သဘောပေါက်လိုက်နာကျင့်သုံးမှအလုပ်ပြန်လည်စခွင့်ပေးရမည်သည့်အနေဖြင့်တယောက်တည်းအလုပ်လုပ်နေစဉ်မတော်တဆမှုအန္တရာယ်တစ်ခုကိုသတိထားမိပါကအေးဆေးတည်ငြိမ်စွာနေပြီးအလုပ်ကိုချက်ချင်းရက်ခါဘေးကင်းရေးအားစစ်ဆေးပြီးပျက်စီးမှုများကိုပြုပြင်ပါလုပ်ငန်းလည်ပတ်မှုအတွင်းဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်ဘေးကင်းရေးစံချိန်နှင့်မညီသောကောင်းစွာထိမ့်သိမ်းမှုမရှိသည့်ကိရိယာများကိုအသုံးမပြုပါနှင့်မည်သည့်အခြေအနေတွင်မဆိုမလုံခြုံမှုတစုံတရာကိုသတိထားမိပါကလက်ရှိလှုပ်ဆောင်နေသည့်အလုပ်ကိုချက်ချင်းရပ်တန့်ပါအန္တရာယ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်ကိုစနစ်တကျဆောင်ရွက်ပါZMS ZPV1 ZPV2 တွင်အလုပ်လုပ်ကိုင်သူများအနေနှင့် ZOC တွင်သတ်မှတ်ထားသောဘေးအန္တရာယ်ကင်းရှင်းရေးညွှန်ကြားချက်များကိုလိုက်နာရမည်။ Zotica Metering Station ZMS တွင်နေရာ3ခုပိုင်းခြားထားပါသည်။ရုံးခန်း၊ထမင်းစားဆောင်၊ဆေးပေးခန်းနှင့်လူနေအိတ်ခန်းများပါဝင်သော accommodation area ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံပစ္စည်းသိုလှောင်ခန်းဗဟိုထိန်းချုပ်ခန်းများပါဝင်သော utility area
လုပ်ငန်းခွင် area process area များပါဝင်ပါသည်အရေးပေါ်အခြေအနေကြုံတွေ့ပါကဗဟိုထိန်းချုပ်ရေးခန်း CCR အနီးရှိအရေးပေါ်စုရပ်သို့တွားရောက်ပါ ZPV1 နှင့် ZPV2 တွင်အလုပ်လုပ်ကိုင်ရန်လိုအပ်ပါကလုပ်ငန်းခွင့်ပြုမိန့် permit to work လျှောက်ထားခြင်းဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ PPE များဖြစ်သောအုတ်ထုတ်ဖနက်နှင့်မျက်မှန်များဝတ်ဆင်ခြင်းလုပ်ငန်းခွင့်ပြုမိန့် permit to work တွင်ပါရှိသောဘေးအန္တရာယ်ကာကွယ်ရေးအချက်များနှင့်လုပ်ငန်းခွင်အန္တရာယ်စီစစ်ပိုင်းခြားချက်များကိုအတိအကျလိုက်နာစွာဆောင်ရွက်ပါပြန်လည်မထွက်ခွာမီပစ္စည်းကိရိယာများစစ်ဆေးခြင်းတောက်ခတ်ခြင်းမိလောင်လွယ်သောပစ္စည်းကိရိယာများကင်မရာမီးချစ်စသည်တို့ကိုယူဆောင်ခြင်းမှရှောင်ကျဉ်ခြင်းတို့ကိုလိုက်နာဆောင်ရွက်ရမည် ZPV1 နှင့် ZPV2 တွင်အရေးပေါ်အခြေအနေတွေ့ကြုံပါက ZPV1 နှင့် ZPV2 ရှေ့တွင်ရှိသောစုံရက်သို့သွားပါအရေးပေါ်အခြေအနေကို ZOC ရှိဗဟိုထိန်းချုပ်ရေးခန်း CCR သို့သတင်းပို့ပါလုပ်ငန်းခွင်3စီကံများလူနေအိတ်ခမ်းစီကံများလူနေအိတ်ခမ်းတွင်အစားတောက်နှင့်အဖျော်ယမကာများကိုခွင့်မပြုပါခွင့်ပြုချက်မရှိဘဲ extension ကြိုးကိုမသုံးပါနှင့်စောင့်ကြည့်သူမရှိဘဲလျှက်စစ်ပစ္စည်းများအားသွင်းထားခဲ့ခြင်းမပြုရထမင်းစားဆောင်စီကံများထမင်းစားဆောင်ရှိပစ္စည်းများကိုမကင်ခင်လက်ကိုတေးချစွာဆေးကြောပြီးချအောင်ထားပါအစားအသောက်ယူရန်တင့်လျော်သောအသုံးဆောင်များကိုအသုံးပြုပါကျင့်ဝတ်များလောင်းကစားမူးယစ်ဆေးဝါးနှင့်အရက်သေးစာတောက်စားမှုရန်ပွဲနှင့်နောက်ပြောင်ခြင်းများကိုတင်းကျပ်စွာတားမြစ်ထားသည်ခွင့်ပြုချက်မရှိဘဲအလုံးနှင့်ပတ်သက်သည့်လှုပ်ရှားမှုများကုမ္ပဏီပိုင်ဆိုင်မှုများဝန်ထမ်းများ၏ဓာတ်ပုံနှင့်ဗီဒီယိုများကိုလူမှုမီဒီယာပေါ်တွင်မတင်ရပါလုပ်ငန်းခွင့်နှောက်ယှက်မှုအကျင့်ပြတ်ခြစားမှုနှင့်အကျိုးစီးပွားပရိပခများကိုရှောင်ကျဉ်ရမည်လုပ်ဖော်ကိုင်ဖက်များနှင့်လက်အောက်ငယ်သားများကြားအပြန်အလှန်လေးစားမှုကိုအမြဲထိန်းသိမ်းပါအပြုသဘောဆောင်ပြီးလုံခြုံသောလုပ်ငန်းခွင်ကိုဖန်တီးပါ SSHE မူဝါဒလိုက်နာမှုလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်အလုပ်ရပ်ဆိုင်းခွင့်ကို PTTEP မှပေးအပ်ထားပါသည်ကျမ်းမာပြီးတန်ရှင်းသောလုပ်ငန်းခွင်ကိုဖန်တီးပါပတ်ဝန်းကျင်စီမံခန့်ခွဲမှုလမ်းညွှန်များကိုလိုက်နာခြင်းဖြင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုကာကွယ်ပါကျမ်းမာသောအစားအစာကိုရွေးချယ်ပါပုံမှန်လေ့ကျင့်ခန်းလုပ်ပါကျန်းမာရေးလှုပ်ရှားမှုများတွင်ပါဝင်ပါမိမိ၏စိတ်နှင့်ခန္ဓာကိုဂရုစိုက်ပါဘေးအန္တရာယ်ကင်းရှင်း၍ကျန်းမာအောင်နေပါအိမ်ကိုအန္တရာယ်ကင်းစွာပြန်ကြပါစို့ဇောတိကထုတ်လုပ်ရေးဇောတိက production သည်10နှစ်တာကာလအတွင်းလုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အချိန်ဆုံးရှုံးမှုမရှိသော no loss time injury LTI မှတ်တမ်းကိုရရှိခဲ့ပါသည်အားလုံးဘေးကင်းလုံခြုံစွာအလုပ်လုပ်ပြီးဘေးကင်းလုံခြုံစွာအိမ်ပြန်နိုင်ကြစေရန်ကျွန်ုပ်တို့ဆန္ဒပြုပါသည်